ဒါပဲပြမယ်ခင်ဗျာလေနဲ့ဝမ်းနဲ့ကွဲလားကွဲဘူးလားအဲ့လိုပဲကျွန်တော်တို့ industry မှာလေလေနဲ့ဝမ်းနဲ့မကွဲတဲ့ brand နဲ့ brand တွေအကြောင်းကျွန်တော်ဒီနေ့ပြပြခုလူတို့ brand လို့ပြောလိုက်တာနဲ့မျိုးလုံးနဲ့ဘာအရေးမြင်လဲ logo လား product လား service လားလူတစ်ယောက်လားဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုလားဒါတွေအကုန်လုံးက brand မဟုတ်သေးဘူး brand ကိုသားပြုတဲ့ identity တစ်ခုပဲရှိသေးတယ်ပြောရမယ်ဆိုလို့ရှိရင်အမှတ်သားအဆင့်မှာပဲရှိသေးတယ်ဒါဆိုလို့ရှိရင် brand ဆိုတာပါလေ brand ဆိုတာကကျွန်တော်တို့တစ်ခုခုကိုမြင်လိုက်ကြားလိုက်တာနဲ့ကျွန်တော်တို့ရဲ့မသိစိတ်ထဲမှာဖြတ်ကနေပေါ်လာတဲ့စိတ်ခံစားချက်လေးကို brand လို့ခေါ်တာကျွန်တော်မှတ်ထားမှာက brand တစ်ခုကလူတွေရဲ့စိတ်ခံစားချက်ပေါ်မှာမူတည်ပြီးတော့ brand version တွေအများကြီး꿰နိုင်နေတယ်ဆိုတာကိုကျွန်တော်တို့မှတ်ထားဖို့လိုအပ်တယ်ဒါကြောင့်မို့လို့ brand ဆိုတာကလူတွေရဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့အမျိုးအစားအများကြီး꿰နေနိုင်တယ်ဥပမာဗျာမောင်မောင်ဆိုတဲ့လူတစ်ယောက်မောင်မောင်နဲ့ကျွန်တော်တွေကတငယ်ချင်းမောင်မောင်ကကျွန်တော်ပေါ်ကောင်းတယ်အမြဲတမ်းလည်းကူညီတယ်အဲ့အတွက်ကျွန်တော်ကမောင်မောင်ကိုလူကောင်းလို့သတ်မှတ်လိုက်တယ်ဒါပေမဲ့ဒီမောင်မောင်ကပဲတခြားသောသူ့တငယ်ချင်းတယောက်ပေါ်မှာနိုင်ကျင့်လိုက်တာမကောင်းမှုတစ်ခုလုပ်လိုက်တဲ့အချိန်မျိုးမှာဆိုလို့ရှိရင်အဲ့လူကမောင်မောင်ကိုမကောင်းတဲ့လူအနေနဲ့သတ်မှတ်သွားနိုင်တယ်လူကတယောက်တည်းပဲဒါပေမဲ့တစ်ဖက်လူကရလိုက်တဲ့ experience အတွေ့အကြုံမတူညီတဲ့အတွက် brand ကွဲပြားသွားတယ်အတူပြောရင် brand ဆိုတာစားသုံးသူစီကရလာတဲ့ result လို့လည်းသတ်မှတ်လို့ရတယ်ဒါဆို brand နဲ့ရောပါတယ်ဒီ result ကိုလိုချင်တဲ့ပုံစံတိုင်းဖြစ်လာအောင်အဆက်မပြတ်လှုပ်ဆောင်နေရတဲ့ process ကို branding လို့ခေါ်တာအဲ့တော့လူတွေရဲ့စိတ်ကိုကျွန်တော်တို့ကငါ့ကိုဒီလိုပဲမြင်ရမယ်ငါ brand ကိုဒီလိုပဲမြင်ရမယ်ဆိုပြီးတော့ကျွန်တော်တို့သွားပြီးတော့သတ်မှတ်ထားလို့မရဘူးနောက်ပြီးတော့သွားချုပ်ကင်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ကလွှမ်းမိုးမှုတော့လုပ်လို့ရတယ်ဥပမာခင်ဗျားရဲ့လုပ်ငန်းကိုခင်ဗျား premium brand တစ်ခုအနေနဲ့ဖြစ်ချင်တယ်ဆိုလို့ရှိရင် premium brand นี่ရှိသင့်ရှိထိုက်တဲ့ကျင့်ဝတ်တွေနောက်ပြီးတော့ကိုယ်ဝင်ကားရက်တွေနဲ့ကိုက်ညီနေမှရမယ်ဟိုက premium လို့သတ်မှတ်ထားပေမဲ့ကိုယ့်ရဲ့ဝန်ထမ်းရဲ့ဝန်ဆောင်မှုကညံ့နေမယ်ဆိုင်ပြင်ဆင်တွေကပေါ်စားဆန်နေမယ်ကိုယ့်ရဲ့ product တွေ service တွေရဲ့ quality ကောင်းမနေဘူးဆိုလို့ရှိရင်ခင်ဗျားဘလောက်ပဲ premium လို့လူတွေရဲ့စိတ်ထဲမှာ premium လို့ခံစားမိမှာမဟုတ် branding ဆိုတာက premium ဖြစ်ဖို့လုပ်သင့်လုပ်ထိုက်တဲ့အချက်တွေဝန်ဆောင်မှုတွေ quality တွေစကားပြောတာတွေတသက်မထဲလုပ်ပြပြီးတော့လူတွေရဲ့ခံယူချက်ကိုလွှမ်းမိုးတဲ့ process တွေကို branding လုပ်တယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်အချင်းချင်းအဖြစ်ပြောရမယ်ဆိုလို့ရှိရင် brand ကရလက်ဖြစ်ပြီးတော့ branding ကအဲ့ result ရလာဖို့အတွက်ကိုလူတွေပုံမှာလွှမ်းမိုးတဲ့လုံဆောင်ချက်တွေလုပ်ရတယ်ဆိုတော့အဲ့ဒါကို branding လို့သတ်မှတ်လို့ရတယ်ခင်ဗျားတို့ရဲ့ brand ကတော့လူတွေရဲ့စိတ်ထဲမှာဘယ်လိုပုံစံမျိုးနဲ့နေရာယူထားပြီးပြီလဲဆိုတော့နောက်တစ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြတာပေါ့